မကဆုံးဖြတ်ထားတဲ့အကျဉ်းထောင်တစ်ခုကိုငွေတန်း1000ပေးဝယ်ပြီးဘလို့မှဖြည့်ဆည်းလို့မရအောင်ပြင်ဆင်ခဲ့တယ်လူတိုင်းကတော့ကျမကိုယူနေပြီလို့ထင်ကြတယ်ဘာလို့လဲဆိုတော့နောက်9ရက်နေပို့ကောင်တွေရောက်လာတော့မယ်ဆိုတာရဲ့ဒီနေရာကသာတစ်ခုလေးရှိတယ်အသက်ရှင်နိုင်မဲ့ခံတက်ဆိုတာရဲ့ကိုကျမသိနေလို့လေအရင်ဘဝပို့ကောင်ကပ်ပေးမဆိုင်ခင်ကကြိုတင်ပြင်ဆင်တဲ့အနေနဲ့ကျမဝယ်ထားတဲ့တိုက်ခန်းကျဲကြီးထဲမှာဆစ်ဆက်ထားတဲ့သူရဲ့အချစ်ဆုံးတငယ်ချင်းရဲ့ကိုဘေးလို့အောင်နေခိုင်းခဲ့တယ်ဒါပေမဲ့သူတို့ကကြယေစုကံပြီးကျမကိုအိတ်ခန်းထဲကနှင်းချယုံနေမကဘူးတငယ်ချင်းကကျမရဲ့ညာအိတ်ဝတ်စုံကိုဝတ်ပြီးဆစ်ဆက်ထားတဲ့သူနဲ့ပေါက်ပြန်ခဲ့ကြတယ်ကျမမိသွားတော့သူကဘိုက်ကြီးနဲ့တကားဝါမှာပိတ်ရပြီးပြောတယ်နင်းပစ္စည်းတွေကအနည်းနဲ့အမြန်ဟောက်ရည်ပစ္စည်းတွေပဲလေငါသားရဲ့ပစ္စည်းတွေပဲပေါ့ဒီမှာလာပြီးကြားညက်မနေနဲ့နေရာဖယ်ပေးဖို့ကိုကြီးတက်တက်အမြန်လာထွက်သွားလိုက်တော့နောက်ပိုင်းစားစရာတွေတက်လက်သွားတော့အဲ့ဒီလူရုံမှာနှစ်ယောက်ကဖုတ်ကောင်တွေကိုအာယုံလဲဖို့ကျမကိုအိမ်တင်ထွက်ခိုင်းတယ်သူတို့ထွက်ပြေးဖို့အချိန်ရအောင်ဆိုပြီးဆစ်ဆက်ထားတဲ့သူကကျမလက်မောင်းကိုဓာတ်နဲ့ရဲရဲဆက်ဆက်လီးပြီးတွေးထွက်နေတဲ့ကျမကိုအပြင်ကိုကန်ထုတ်ခဲ့တယ်ကျမကဘာမျောလင်းချက်မှမရှိပဲအိမ်တကားကိုထုနေခဲ့ပေမဲ့ကိုယ်တိုင်ဝယ်ထားတဲ့အိမ်ထဲကိုမဝင်ရပဲဒီတိုင်းကြည့်နေခဲ့ရတယ်ဖုတ်ကောင်တွေအုပ်စုလိုက်ဝင်လုံးတဲ့အချိန်မှာကျမအယိုးတွေတိုက်ခံရပြီးကျိုးချသွားတဲ့အတန်ကိုကြားအားလိုက်ရတယ်ညလုံးပြန်ဖွင့်ကြည့်လိုက်တော့ဖုတ်ကောင်ကပ်ပေးမတိုင်ခင်တငယ်ချင်းကကျမအိမ်ကိုလူယူတဲ့နေ့ကိုပြန်ရောက်နေတဲ့ဖုန်းထဲမှာကခွေးယူပြန်ဗိုင်းရပ်စ်မျိုးကွဲတဲ့အတိပေးချက်ဝင်လာတယ်အဲ့ဒီအတိပေးချက်ကိုမြင်လိုက်ရချိန်မှာကျမကရုံးခုံမှာထိုင်နေရင်တကူလုံးချက်တိထသွားတယ်အဲ့ဒီအချိန်မှာကျမနဲ့လီဟောက်ရီကအပြင်လူတွေအမြင်မှာမကြခင်လက်ထက်တော့မဲ့စစ်ဆက်ထားသူတွေပေါ့စုယောင်းကလည်းတနေ့ကုန်အစ်ဆုံးတငယ်ချင်းဆိုတဲ့ခေါင်းစဉ်တက်ပြီးကျမအိမ်ကိုလာနေကြအရင်နှီးဆုံးညီမလေးပေါ့အပေါ်ရန်ကြည့်ရင်အရာအလုံးကပုံမှန်ပဲဒါပေမဲ့စုယောင်းခုလေးတင်လိုက်တဲ့ post တစ်ခုကဒီဟန်ဆောင်မှုတွေကိုလုံးဝပေါ်ထုတ်ပစ်လိုက်တဲ့ဗီဒီယိုထဲမှာသူက selfie ထုတ်ကင်ပြီးကျမတစ်ပြင်ဆင်ထားတဲ့တွင်တင်းကုန်တို့ကတိုက်ခန်းကျဲကြီးထဲမှာဟိုဒီလျှောက်သွားရင်အောင်ပွဲခံတဲ့ပြုံးနေပြောနေတယ်အားလုံးပဲလာကြည့်ကြပါဦးဒါကကျမနဲ့လီဟောက်ရီတို့ရဲ့မင်္ဂလာအိမ်လေးမနက်ဖြန်ကျမကြီးကိုပြောင်းလာတော့မှဘလို့လဲတိုက်ခန်းကျဲကြီးရဲ့ shooting ကမိုက်တယ်မလားအစပိုင်းမှာဘသူကမှဒီ virus အပြောင်းလဲကိုဂရုမစိုက်ကြဘူးအရင်ဘဝတုန်းကကျမတယောက်တည်းကသာအစိုးရရဲ့အတိပေးချက်ကိုရပြီးကြိုတင်ပြင်ဆင်တဲ့အနေနဲ့တိုက်ခန်းကျဲတစ်ခန်းကိုအရင်ဝယ်ပြီးပစ္စည်းတွေစုဆောင်းထားခဲ့တာဒါပေမဲ့အင်ဂျင်လို့ပြီးတာနဲ့စိတ်ဆက်ထားတဲ့လီဟောက်ရီကမင်္ဂလာအခန်းကိုကြိုတင်ပြင်ဆင်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့တော့ကိုယူသွားပြီးစုယောင်းကိုပြောင်းကြဝင်နေခိုင်းခဲ့တယ်ကျမကတန်ရောစင်ရှိသေးလို့မျက်နှာမပြတ်ခဲ့ပေမဲ့သူတို့ကြောင့်အသက်ပါပေးခဲ့ရတယ်ဗီဒီယိုတွေကရောက်တဲ့နေတဲ့မျက်နှာကိုကြည့်ရင်ကျမဖြည်းဖြည်းချင်းပြုံးလိုက်တယ်သူတို့ကဒီနေ့ပိုင်းကအကောင့်တစ်လောက်ကိုဒီလောက်တောင်လို့ချင်နေမှတော့သူတို့ဆန္ဒကိုဖြည့်ဆည်းပေးလိုက်မယ်လေကျမလည်းချက်ချင်းပဲလီဟောက်ရီစီဖုန်းခေါ်လိုက်ပြီးရင်ထဲကရွှေချမှုကိုဖိတိတ်ကနူးညံ့တဲ့လေတန်းနဲ့အန်ဆောင်ပြောလိုက်တယ်ဟောက်ရီရှင်းမိမိကတိုက်ခန်းကျဲကြီးမှာကျမနာမည်တယောက်တည်းရေးထားတာကိုအမြဲတဘောမကြဘူးမလားမိမိသားစုတွေဝင်လာမဲ့ကျမရဲ့စေတနာကိုပြသတဲ့အနေနဲ့ဒီအိမ်ကိုမူရင်းစေးအတိုင်းရှင်းနေနေပြောင်းပေးမယ်လေကျမတို့နှစ်ယောက်ပေါင်းပိုင်နဲ့မင်္ဂလာအိမ်လို့ပဲသဘောထားလိုက်ပေါ့ဖုန်းတစ်ခါမှလီဟောက်ရီကအရန်ဝမ်းသာသွားပြီးအတန်တွေတောင်တုံနေတယ်ဒီလိုအလွယ်တကူရမယ့်အခွင့်အရေးကြီးကိုယူဖို့သူကတုံးဆိုင်မနေပဲတမိသားစုလုံးရဲ့ပတ်စံတွေကိုအကုန်ထုတ်သုံးတဲ့အပြင် online ကနေပါအကျွေးဝယ်ပြီးငွေ9တန်းကျော်ကိုအပြည့်အဝရအောင်ရှာပြီးကျမစီလွှဲပေးခဲ့တဲ့3ရက်အတွင်းငွေ9တန်းကျော်လက်ငင်းရလာတယ်ကျမကိုယ်တိုင်စီးပွားရေးလုပ်ပြီးစုထားတဲ့ပတ်စံတွေနဲ့ပါပေါင်းလိုက်ရင်ငွေ10တန်းကျော်ရှိပြီမို့တကယ်ကပ်ဘေးကဝယ်ရေးခန်းထဲကြီးတိစောက်ဖို့ပိုတောင်းပိုသေးတယ်ကျွန်းမကဒီပတ်စံတွေအကုန်သုံးပြီးအနောက်ဘက်တောင်နဲ့တဝက်လောက်မှာရှိတဲ့စုပ်ပြည့်အချင်းထောင်တစ်ခုကိုဝယ်လိုက်တယ်ဆိုတာဘယ်သူမှမသိကြဘူးအဲ့ဒီနေရာကတော်တော်မြင့်ပြီးအပြင်ဘက်မှာ10မီတာမြင့်တဲ့ကွန်ကရစ်တိုင်းတွေရှိတယ်တနကားကြီးကလည်းမီတာဝက်လောက်ထူတော့တဘာဝဘေးကိုလုံးရနေရလို့တောင်ခေါ်လို့ရတယ်အဲ့ဒီနောက်ကျမလည်းစူပါမားကတ်ကိုကားမောင်းသွားပြီးပစ္စည်းတွေအကုန်လိုက်ဝယ်တော့တယ်